ပြုံး တယောက်ဆိုတယောက်ပဲ ဤတို့ဘာစားနေလဲ မွေးတယ် ဤတို့ဘာစားနေလဲအမိတနဲ့နဲ့ဤတို့ဘာစားလဲအဖွားစီကနေဟေးအဖွားစီကနေညာကတော်ကြီးပါဟေးညာကတော်ကြီးပါ အရင်ကမစားဘူးပိတ်စား အဲ့မတော်မယ်ဆိုမရဘူးတဲ့ဖွားညမ်းမဲလာတဲ့အေးပြလိုက်ပါအရင်ကြိုက်နေလူပြလိုက်ပါပေးမိလက်ထက်မောင်လက်ထက်ကျမ်းမင်းမှာချားဖားတဲ့သူများဟုတ်နေရအစင်ပြေသူလိုပေါ့ဟဲရောမရောက်ရောမသူကျင့်ကြတာပေါ့လား သူစတဲ့လုံးလုံးကျွေးပြီးပါ ဟိုအိမ်မှာဟဲဤလိုမျိုးချိုးချင်နေစားနေအေးနင်းငါဆံဝင်တဲ့တိုင်မောင်ကြီးနဲ့ရောက်တော့မှာပဲတခါလေမင်းကဟေးထမင်းသွားစားတိလားညာဘက် तू ကဒီဘက်မှာသူ့မောင်ဟိုဘက်မှာခလေးစားရခလေးတွေကလေတိလားတစ်ဖက်ကသူ့မောင်သွားစားလိုက်သူ့ကိုစားလိုက်တယ်အိုးအဲ့မှာပွဲဖြစ်နေတာပြန်လာတဲ့အချိန်17ခွဟို ရန်ကုန်လေးရောက်နေပေါ့ อืม အဲ့ဒီဘယ်မှာရ